အပြာရောင်နှလုံးသားနဲ့ရေးထိုးထားတဲ့တစ္ဆာတရားသို့မဟုတ်တကယ် W66 တူရဲ့ပြန်လည်နိုးထခြင်းပေးသက်များလို့ပဲမင်္ဂလာပါ Blue Lion King ကနေကြိုဆိုပါရစေလန်ဒန်မြို့ရဲ့နောက်ဘက်ခြမ်းကော့ဟမ်လေးချင်းကွင်းပြင်ပမှာအိမ်မက်တွေစတင်ခဲ့တဲ့ကလေးငယ်လေးတယောက်ရှိခဲ့ပူပါတယ်အသက်6နှစ်ဆိုတဲ့အရွယ်သူငယ်တဲ့ကျောင်းသားရွယ်လေးမှာကလေးကသူ့သွေးထဲမှာအပြာရောင်တွေကစီးဆင်းနေခဲ့တာပါသူဟာတခြားသူမဟုတ်ပါဘူးချက်စီတင်းရဲ့လက်ရှိအသင်းကောင်းဆောင် Racy James ပါပဲငယ်စဉ်ကတည်းက drop ဘာကိုကြည့်ပြီးကြီးပြင်းလာခဲ့ရသူပြီးသူ့ရဲ့ကနဦးခြေလမ်းတွေကတိုက်စစ်မှုတစ်ယောက်အနေနဲ့စတင်ခဲ့ပါတယ်ကိုသိန်းကျင်စိတ်ဆန္ဒတွေပြင်းပြခဲ့တယ်ဒါပေမဲ့ကံကြမ္မာကသူ့ကိုစမ်းသပ်မှုတွေအများကြီးပေးခဲ့ပါတယ်တိုက်စစ်မှုနေရာကနေကွင်းထဲကိုရောက်သွားတယ်အရိကမှာတစ်ဆင့်ညာနောက်ခံလူနေရာထိဆင်းကစားခဲ့ရတယ်အကယ်ဒမီကစားသမားဘဝအစောပိုင်းကာလတွေမှာအပြောင်းလဲတွေကမြန်ဆန်လွန်းခဲ့လို့သူတော်တော်လေးရုန်းကန်ခဲ့ရပူပါတယ်ကိုနဲ့အသားမကျတဲ့နေရာတွေမှာကစားရတဲ့အခါမှာဖြစ်လာမဲ့ဖိအားတွေကိုဒီလူငယ်လေးကကြိတ်မဲ့တီးခံခဲ့ရပါတယ်ဒါပေမဲ့စင်ခေါ်မှုဆိုတာစစ်မှန်တဲ့သူရဲ့ကောင်းတွေအတွက်ကတော့လှေကားတစ်တွေပါပဲသူအသားကြောင့်ကြိုးစားခဲ့တယ်အစင်ပြောင်နေထိုင်ခဲ့တယ်အသင်းကဘယ်နေရာမှာလိုအပ်နေသလဲအဲ့ဒီနေရာမှာ Racy James ရှိနေရမယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ပေါ့တက်တန်းလိုက်လူငယ်အသင်းတွေမှာအသင်းကောင်းဆောင်လက်ပတ်ကိုဝစ်ဆင်လာခွင့်ရရှိခဲ့ပြီးအသက်16နှစ်အရွယ်မှာတော့အကယ်ဒမီရဲ့အကောင်းဆုံးကစားသမားစုကိုစုကူးနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဝီကန်ကိုအငှားထွက်ကစားခဲ့တယ်ဝီကန်အသင်းအတွက်ပြန်ပွဲဆောင်46ပွဲထိကစားပေးခဲ့ပြီးတနစ်တာအကောင်းဆုံးကစားသမားစုအသင်းပေါ်မှာရွေးချယ်တဲ့အကောင်းဆုံးစုနဲ့တနစ်တာအကောင်းဆုံးသွင်းဂိုးစုတွေကိုပါတင်းကျုံရယူနိုင်ခဲ့ပါတယ်2019-20ဘောလုံးရာသီချက်စီအသင်းအပြောင်းရွှေ့ပိတ်ပင်ခံရချိန်မှာအမောင်ထဲကအလင်းရောင်လိုပဲသူထွက်ပေါ်လာခဲ့ပါတယ်။ညာနောက်ခံလူနေရာအတွက်နောက်10နှစ်လောက်ထိစိတ်ချထားလို့ရပြီလို့ပေးသက်တွေကယုံကြည်အားကိုးရလောက်တဲ့အထိကိုခြေစွမ်းပြခဲ့ပါတယ်။ဘယ်ချမ်းကဘန်ချီဝိုင်းညာချမ်းက Racy James ဆိုတဲ့တောင်ပန်တစ်ပတ်ဟာချက်စီအသင်းရဲ့တိုက်စစ်ကစားကွက်မှာအသက်သွေးကြောတွေဖြစ်လာခဲ့ပါတယ်။ကမ္ဘာအကောင်းဆုံးညာနောက်ခံလူစင်းဝင်တယောက်ဖြစ်လာတော့မယ်လို့ကျွန်တော်တို့အားလုံးမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်တတ်ပါတယ်။အရှင်ဟုံပြပြနဲ့တောက်ပနေတဲ့ဂျယ်ဒဝင်းကိုတိမ်တိုက်တွေဖုံးလွှမ်းသွားသလိုပါပဲ။ဒဏ်ရာပြဿနာတွေကသူ့စီကိုစက်တိုက်ဝင်ရောက်လာခဲ့တယ်။ကစားရလိုက်နားရလိုက်ဖြစ်ရာကနေနောက်ပိုင်းမှာနားရတဲ့ရက်တွေကပိုများလာပါတယ်။တစ်နှစ်မဟုတ်2နှစ်3နှစ်ကျော်လောက်ထိဒီတန်တရားထဲမှာလည်နေခဲ့ပါတယ်။ Racy James တော့ပြီးသွားပြီးသူပြန်မလာနိုင်တော့ဘူးဆိုတဲ့စကားသံတွေကြားမှာပရိသတ်တွေကိုယ်တိုင်တော့စိတ်မကောင်းစွာနဲ့လက်လျှော့ချင်လာခဲ့ကြပါတယ်။ဒါပေမဲ့ဒီပြဿနာတွေကိုလက်မလျှော့ခဲ့သူတယောက်ရှိပါတယ်။အဲ့ဒါကတော့ Racy James ကိုယ်တိုင်ပါပဲ။လဲကြတိုင်းပြန်ထတယ်ခွဲစိတ်ခံဝင်ရတိုင်းပြန်ကစားဖို့စိတ်ကူးရင်နေဒီနေရာမှာနီးပြမာရက်စကာနဲ့ချက်စီပုတ်ဖွဲ့ရဲ့အခန်းကဏ္ဍကလည်းအရေးပါခဲ့ပါတယ်။နီးပြတဲ့မာရက်စကာကသူ့ကိုအလင်းစလုံးမသုံးပဲထိမ့်ထိမ့်သိမ့်သိမ့်နဲ့ကြက်ခံမှုကိုပြန်လည်တိစောက်ပေးခဲ့ပါတယ်။အသင်းတာဝန်ရှိသူတွေကလည်းသူ့ဒဏ်ရာတွေနဲ့ရုန်းကန်နေရချိန်မှာတော့ရုံကြီးနဲ့အသင်းကောင်းဆောင်ရာထူးကိုဆက်လက်ပေးရထားခဲ့ပါတယ်။ဒါဟာသူ့ပေါ်မှာထားတဲ့ယုံကြည်မှုပါပဲ။အခုတော့အဲ့ဒီယုံကြည်မှုနဲ့စူးစမ်းမှုတွေရဲ့အသီးပွင့်ကိုကျွန်တော်တို့ခန်းစားနေကြရပါပြီ။ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတဲ့ကာလတွေမှာသူဟာအလက်ခအချင်းမကုန်စေခဲ့ပါဘူး။ဘောလုံးမြင်နေပူချေလာတယ်။ကစားပေါက်ပိုဆုံလာတယ်။ free kick တွေပိုကောင်းလာတယ်။ကိုင်စီဒိုအန်ဇိုလာဗီယာအန်ဒရီဆန်တိုတို့လိုကွင်းလေလူကောင်းတွေရှိနေပြီမေဖွဲကြီးပွဲကောင်းတွေမှာကွင်းလေချင်းရှင်ထင်းရမယ့်ပွဲတွေမှာ Racy James ကွင်းလေတက်ကစားလိုက်တာနဲ့ချက်စီကစားကွက်ကကြောက်ဆောင်တစ်ခုလိုခိုင်မာသွားတတ်ပါတယ်။ဒါဟာသူ့ရဲ့ပါရမီနဲ့ကြိုးစားမှုကနေရရှိလာခဲ့တဲ့အပိုစုလက်ပါပဲ။မူရင်းညာ